မိုင်းဆော့ပစ်တာလုံးမင်္ဂလာပါဒီနေ့ပြောပြပေးချင်တာကတော့နိုင်ငံအသင်းနဲ့ပွဲပေါင်း200နဲ့အထက်ကစားပေးထားတဲ့ကစားသမားတွေအကြောင်းပဲဖြစ်ပါတယ်နိုင်ငံအသင်းအတွက်ကျွန်တော်တို့ပွဲပေါင်း200နဲ့အထက်ကစားပေးမယ်ဆိုတာကတော့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးဒီအစင်းထဲမှာလည်းပါဝင်နေတာကလက်တစ်ဖက်တောင်မပြည့်ပဲနဲ့၄ဦးသာပါဝင်နေရလဲဖြစ်ပါတယ်ဒါကြောင့်ဒီအစင်းထဲကိုဝင်နိုင်ဖို့အတွက်ကနိုင်ငံအသင်းနဲ့အတူနှစ်ပေါင်းများစွာကြာပွဲတွေကိုပါဝင်ကစားပေးမှသာဒီအစင်းထဲကိုဝင်ရောက်လာမှလည်းဖြစ်ပါတယ်မကြသေးခင်ကကျွန်တော်တို့ခရိုအေးရှားကွင်းလယ်ကစားသမားမိုဒရစ်ကဒီစီယန်မှာပါဝင်လာတာကြောင့်၄ဦးဖြစ်လာခဲ့တာဖြစ်ပြီးတော့အရင်ကတော့ဒီမှတ်တမ်းမှာ3ဦးသာပါဝင်ခဲ့တာလည်းဖြစ်ပါတယ်မိုဒရစ်ကခရိုအေးရှားအသင်းအတွက်ပနားမားအသင်းကိုတကိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့2026ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုဒုတိယပွဲမှာပါဝင်ကစားပြီးတဲ့နောက်မှာတော့ခရိုအေးရှားလက်ရေးစစ်အသင်းအတွက်ပွဲပေါင်း200ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်မိုဒရစ်အကြောင်း2016ခုနှစ်ကစပြီးတော့ခရိုအေးရှားအသင်းအတွက်စတင်ပွဲထွက်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်တော့နှစ်ပေါင်း20ကြာနိုင်ငံအသင်းအတွက်ကစားပေးနေရလဲဖြစ်ပါတယ်မိုဒရစ်ကခရိုအေးရှားအသင်းနဲ့တူ2018ကမ္ဘာ့ဖလားပြိုင်ပွဲမှာဒုတိယ2022ကမ္ဘာ့ဖလားပြိုင်ပွဲမှာတတိယ2023 Nation League ပြိုင်ပွဲမှာတော့ဒုတိယရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်မိုဒရစ်ကအခု2026ကမ္ဘာ့ဖလားပြိုင်ပွဲမှာသူ့ရဲ့နောက်ဆုံးနိုင်တကာပြိုင်ပွဲဖြစ်တာကြောင့်ဘယ်လောက်ထိစွမ်းဆောင်ရည်ပြတ်တော့သွားနိုင်မလဲဆိုတာကလည်းစောင့်ကြည့်သွားရမှာပါနိုင်ငံအသင်းအတွက်ပွဲပေါင်း200နဲ့အထက်ကစားပေးထားတဲ့နောက်ထပ်ကစားသမားသူကတော့အာဂျင်တီးနားအသင်းကောင်းဆောင်မက်ဆီပဲဖြစ်ပါတယ်2005ခုနှစ်အာဂျင်တီးနားအသင်းအတွက်ပွဲဦးထွက်ခဲ့တဲ့မက်ဆီက2026ကမ္ဘာ့ဖလားပြိုင်ပွဲမှာပွဲပေါင်း200ပြည့်ခဲ့ပြီးတော့အခုနိုင်ငံအသင်းအတွက်200တပွဲပါဝင်ကစားပေးထားရလဲဖြစ်ပါတယ်2022ကမ္ဘာ့ဖလားပြိုင်ပွဲမှာအာဂျင်တီးနားအသင်းကိုချန်ပီယံဖြစ်အောင်စွမ်းဆောင်ထားနိုင်ခဲ့တဲ့မက်ဆီဟာအခုပြိုင်ပွဲမှာလည်းအကောင်းဆုံးပုံစံတွေကိုပြသနေပြီးတော့အုပ်စု2ပွဲပြိုင်ပွဲပြီးတဲ့အချိန်မှာသွင်းဂိုး5ဂိုးထိရရှိအောင်စွမ်းဆောင်ထားနိုင်တဲ့ကစားသမားလည်းဖြစ်ပါတယ်။ဒါအပြင်မက်ဆီကကမ္ဘာ့ဖလားပြိုင်ပွဲမှာအများဆုံးသွင်းဂိုး18ဂိုးကိုလည်းသွင်းယူထားပြီးတော့စံချိန်တစ်ခုကိုလည်းရရှိထားတာပါ။ဒီစီးထဲမှာပါဝင်နေတဲ့နောက်ထပ်ကစားသမားတို့ကတော့ကူဝိတ်ကစားသမားအယ်မူတာဝါပဲဖြစ်ပါတယ်။နိုင်ငံအသင်းနဲ့သူပွဲပေါင်း200ပြည့်မြောက်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လဲမှတ်တမ်းတင်ထားရလဲဖြစ်ပါတယ်။အယ်မူတာဝါကတော့2003ခုနှစ်မှာကူဝိတ်အသင်းအတွက်ပွဲဦးထွက်ခဲ့ပြီးတော့2022ခုနှစ်ထိပါဝင်ကစားပေးနိုင်ခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။ကူဝိတ်တင်အတွက်အယ်မူတာဝါ200ပွဲထိကစားပေးခဲ့ပြီးတော့ကူဝိတ်တင်တဲ့သူအာရပ်ပင်လယ်ကွေးဖလား WAFF Championship ဖလားတို့ကိုလည်းရရှိအောင်စွမ်းဆောင်ပေးထားနိုင်တာပါ။ဒီစီးရင်ထဲမှာပွဲရည်အတွက်အများဆုံးကစားပေးထားနိုင်တဲ့ကစားသမားကတော့ပေါ်တူဂီအသင်းကောင်းဆောင်ခရစ္စတီယာရိုနယ်ဒိုပဲဖြစ်ပါတယ်။ရိုနယ်ဒိုကတော့ကျွန်တော်တို့ပေါ်တူဂီအသင်းအတွက်ပွဲပေါင်း230ထိကစားပေးထားခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ဒီဇိုင်းချင်းကိုလိုက်မိဖို့အတွက်ကတော့တော်တော်လေးကိုခက်ခဲမဲ့အခြေအနေမျိုးမှာတော့ရှိပါတယ်။2016ကမ္ဘာ့ဖလားပြိုင်ပွဲမှာပေါ်တူဂီအသင်းနဲ့တူအခုဝင်ရောက်ရှင်ပြိုင်နေတဲ့ခရစ္စတီယာရိုနယ်ဒိုကတော့ကမ္ဘာ့ဖလားပြိုင်ပွဲ6ကြိမ်ဆက်ဂိုးသွင်းယူနိုင်တဲ့စံချိန်တစ်ကိုလည်းတင်ထားနိုင်တာလည်းဖြစ်ပါတယ်။2003ခုနှစ်မှာပေါ်တူဂီအသင်းအတွက်ပွဲဦးထွက်ကစားပေးခဲ့ပြီးတော့ကျွန်တော်တို့ပေါ်တူဂီအသင်းအတွက်ပဲယူရို2016 2019နဲ့2025ခုနှစ်တွေမှာ UEFA Nation League ဖလားရရှိအောင်ဦးဆောင်ပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အခု2026ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းပါဝင်ရှင်ပြိုင်နေတဲ့ခရစ္စတီယာရိုနယ်ဒိုဟာပေါ်တူဂီအသင်းနဲ့တူကမ္ဘာ့ဖလားပြိုင်ပွဲမှာ6ကြိမ်ဆက်ဂိုးသွင်းယူနိုင်တဲ့စံချိန်တစ်ခုကိုလည်းမှတ်တမ်းတင်ထားနိုင်တာလည်းဖြစ်ပါတယ်။အခုပြိုင်ပွဲကရိုနယ်ဒိုအတွက်ပေါ်တူဂီအသင်းနဲ့ပါဝင်ရှင်ပြိုင်တဲ့နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်တယ်။အဲ့တော့ကမ္ဘာ့ဖလားချန်ပီယံဆုကိုရယူပြီးတော့သူ့အနေနဲ့အဆုံးသတ်ခြင်းရလည်းဖြစ်ပါတယ်။ရိုနယ်ဒိုအနေနဲ့သူရည်မှန်းထားတဲ့အတိုင်းအကောင်းဆုံးပုံစံတွေပြသပြီးတော့စွမ်းဆောင်သွားနိုင်မှာဆိုတာကလည်းကျွန်တော်တို့လူအားလုံးစောင့်ကြည့်လိုက်အောင်